ဒီတစ်ပတ်တင်ဆက်ပေးမယ့်အရာကတော့ဒုတိယလူသုံးအများဆုံး website တစ်ခုလည်းဖြစ်တစ်မိနစ်မှာဗီဒီယိုပေါင်း900ကျော်တင်ပြီးတော့ကြည့်ရှုသူပေါင်း1 မီလီယံကျော်ရှိတဲ့ YouTube ဖြစ်ပါတယ်။သူ့ရဲ့ထူးခြားချက်ကလူတကြီးတဲ့တီထွင်တာမဟုတ်ဘူးပြီးတော့ချစ်သူများနေမှာထုတ်လွှင့်တဲ့ဘရိုတို့လိုရေးစားမရနိုင်တဲ့လူတွေအတွက် online ရေးစားရှာတဲ့ပေါ့အဲ့တော့စလိုက်ကြရအောင်ပထမအိုးဆုံးအရေးပါဆုံးလို့တော့မဟုတ်ဘူးဒါပေမဲ့တခြားကြိုသားနှစ်ကောင်အကြောင်းမပြောခင်အရင်ဆုံးမိတ်ဆက်ပေးခြင်းနဲ့ကြိုသားကတော့စတီဗင်ချန်ပါ1988မှာထိုင်ဝမ်နိုင်ငံ၏မြို့တော်တိုင်ပေမှာမွေးဖွားတာသူ့အဖေကဘောစီးပွားရေးသမားပေါ်ထိုင်ဝမ်နိုင်ငံရဲ့နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ကြီးလို့ဆိုရမှာစတီဗင်ချန်အသက်6နှစ်မှာသူ့အဖေကသူ့စီးပွားရေးတိုးချဲ့ခြင်းလို့အမေရိကန်နိုင်ငံမှာမိသားစုလိုက်ပြောင်းရွှေ့ကြတယ်အဲ့မှာပဲဖွန်ကြောင်ပျော်ပါရင်အရွယ်ရောက်လာတော့Illinois ပြည်နယ်ကAllenတက္ကသိုလ် Urbana-Champaign မှကွန်ပျူတာသိပ္ပံဘွဲ့ရခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ထုံးစံအတိုင်းဘွဲ့ရပြီးတာနှင့်ပရန်ထန်းတော့တာပေါ့သူများရဲ့အလုပ်သမားဘဝလေးပေါ့ရှေ့ကပ်ပဒမှာဖော်ပြခဲ့တဲ့ Elon Musk ရဲ့ကုမ္ပဏီလေးမှာပေါ့ကုမ္ပဏီကအားလုံးသိကြတဲ့ဖဲပါလေးပေါ့ခွေးသားလေးကအဲ့မှာအမျိုးတွေနဲ့တွေ့ပြီးဂျာမနီနိုင်ငံသားဂျာဝေကာရင်မန်နှင့်အမေရိကနိုင်ငံသားချက်ဟာလီတို့ပေါ့အရင်ဆုံးဂျာမနီနိုင်ငံသားအကြောင်းပြောရရင်1989ခုနှစ်အောက်တိုဘာလ28ရက်မှာအရှေ့ဂျာမန်နိုင်ငံဖြစ်တဲ့ Mersburg မှာပစ္စည်းအစုံနဲ့မွေးဖွားတယ်။သူ့အဖေကအင်မတန်မှမဲတူးတဲ့ကလာမဲတွေနဲ့အတူအလုပ်လုပ်တဲ့စတာပါ။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆေလီပေါ့သူတေသနာပိုင်းမှာသူ့အမေကတော့ဂျာမနီနိုင်ငံမှာပဲပရိုဖက်ဆာတအိုးပေါ့1990နှစ်သူ့သက်73နှစ်မှာပဲအမေရိကန်နိုင်ငံကိုပြောင်းကြတာ။သူ့ရဲ့ထူးခြားချက်ကကျောင်းမုံတယောက်ကပေါ့ college ကျောင်းတစ်ခါထွက်တယ်။အတိမတ်ဆွေတွေနှင့်အမျိုးတွေရဲ့အားပေးအားမြေတတ်မှုကြောင့်ကျောင်းပြန်တက်ပြီး2004မှာတော့ကွန်ပျူတာသိပ္ပံနှင့်ဘွဲ့ယူနိုင်ခဲ့တယ်။နောက်ဆုံးတော်သားကတော့1989ခုနှစ်ဇန်နဝါရီလ24ရက်မှာပဲမွေးတာသူကတော့တခြားလူတွေနဲ့မတူတဲ့အချက်ကတော့ပြည်တွင်းဖြစ်လေးပေါ့အဖိုးတန်လေးအင်ဒီယားနားပြည်နယ်တက္ကသိုလ်မှအမှုပညာဘွဲ့ရရှိခဲ့ပြီးဒီဇိုင်းပညာကိုလေ့လာခဲ့သူပါသူ့ရဲ့ထူးခြားချက်ကတော့သူအထက်တန်းပြီးတော့သူစိတ်ဝင်စားတဲ့အမှုပညာမေဂျာနဲ့တက္ကသိုလ်တက်မလားဒါမှမဟုတ်သူများဟောင်းတိုင်းလိုက်ဟောင်းမလားပေါ့ကွန်ပျူတာမေဂျာကိုပြောတာသိတယ်မလားမြန်မာပြည်ကမိဘတွေကိုတကယ်တက်ချင်တဲ့ကျောင်းတက်ခွင့်ရခဲ့လားဒါမှမဟုတ်မိဘတွေကအလုပ်ရလွယ်တဲ့ဆိုတဲ့ကောလိပ်မှာပဲကျောင်းတက်ခဲ့လားတငယ်ချင်းတို့ဘဝမှာလည်းအတွေ့အကြုံအများကြီးရှိမယ်ထင်ပါတယ်ဒါပေမဲ့သူ့ဘဝကိုကြည့်ချင်းအဖြစ်သိတယ်မလားမိတ်ဆွေသူကကွန်ပျူတာသမားမဟုတ်ပေမဲ့ကွန်ပျူတာသမားတွေရတဲ့လောက်သူလည်းရနေတာ YouTube ရဲ့ဒီဇိုင်းပိုင်းဆိုင်ရာအားလုံးကသူဆွဲတာလေတနည်းနဲ့အသုံးဝင်တာပဲဒါကြောင့်မိဘစကားနားမထောင်နဲ့မက်ဆွေတွေလည်းစိတ်အားမငယ်နေတနည်းနဲ့ကိုလန်းကိုဖောက်နိုင်ကြမှာပါကိုတွေကမိဘစကားနားထောင်လို့ကိုလိုချင်လှုပ်ချင်တဲ့အရာမလုပ်လိုက်ရတဲ့အဖွဲ